ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒူတီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့အဖွင့်နေစပြီဗျာနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကနောက်ဆုံးနေ့မှာအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်ကျွန်တော်တို့ပတ်တီရောမွေးကနန်းရောကျွန်တော်တို့နေတဲ့ကနန်းရောအောင်မြင်ခဲ့ပါတယ်ဗျာနော်ကဲထုံးစံနိုင်ပဲကျွန်တော်တို့အဖွင့်နေမနက်အတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေဒူတီ channelလေးကို subscribe မနေရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းပေါက်ကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြင်တာ notification လောင်းလေးလည်းနှိပ်ပြလာကြပါဦးကဲဒါဆိုရင်ကျွန်တော်တို့အဖွင့်နေမှာကျွန်တော်တစ်လုံးပိုင်း site လေးပြသပေးထားပါတယ်ဗျာနော်ကဲအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကလည်းအကြိုက်ချင်းတူရင်ကစားနိုင်လို့အကြိုက်ချင်းမတူဘူးဆိုရင်လည်းမကစားပါနဲ့ဗျာနော်ကဲဒီနေ့အစားပြီးကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးအတွက်အရင်တော့ပုံစံလေးပဲပြန်တင်ပေးပါမယ်အဲကြောင့်မလို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကျွန်တော်ရဲ့ channel ကိုအားပေးနေတဲ့မိတ်ဆွေများအားလုံးပဲ subscribe နဲ့ရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့နောက်ကြည့်မယ်လူသစ်တွေလည်းကျွန်တော်တို့ subscribe လေးတော့နှိပ်ပေးပါလို့မေတ္တာရက်ခံပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမနက်အတွက်အတူတူကြည့်လိုက်ကြမယ်နော်ကျွန်တော်တို့မနက်ထိပ်စီလုံးမရဲ့နောက်တစ်ခုကျွန်တော်တစ်လုံးပိုင်ရယ်ချပြပေးထားပါဗျာနော်အဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးပဲအကြိုက်ချင်းတူရင်တော့စောစောပြောခဲ့သလိုပဲကစားနိုင်ပါဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့အရန်လာသွားပြီထိပ်စီရယ်လုံးပိုင်ရယ်တော့တိုက်နေတယ်ဗျာနော်အဲ့တော့3ဝက်ပဲရှိမယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ကီ3လုံးရှိမှာပေါ့ဗျာနော်ကျွန်တော်လုံးပိုင်နဲ့ကတ်လိုက်ရင်6ခွဲချမယ်ပေါ့ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ကျွန်တော်ရဲ့အောင်စေဒူတီ channel ကိုအမြဲအားပေးနေတဲ့ချင်းမိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေခင်ဗျာ